တခါတော့တပြက်စီးတည်ကြီးကလည်းတပြက်စီးနှစ်ချောင်းကိုရောင်းချခဲ့ဝယ်တဲ့သူကလည်းတစ်ချောင်းကိုအိမ်ပေါ်မှာလှဲဖို့နဲ့တစ်ချောင်းကတော့မြေကြီးမှာလှဲဖို့ဆိုပြီးဝယ်ခဲ့တာပေါ့မြေကြီးမှာလဲခံတဲ့တပြက်စီးကလည်းနေ့စဉ်နေ့တိုင်းဖုန်နေနဲ့လုံးပန်းကျင်ကြီးကျင်ကလေးနဲ့ထိရတော့ကြမ်းတမ်းနဲ့ကြောက်စစ်တစ်ခိနဲ့လည်းကြုံရဆုံရတော့သူ့ဘဝကလည်းကြမ်းတဲ့ကြမ်းလာလေတဲ့ဒီဟာကိုကြည့်ပြီးတော့သူ့ဘဝသူအားငယ်တက်လာတယ်အိမ်ပေါ်မှာနေရတဲ့တပြက်စီးလေးဖြစ်ရင်တော့လည်းတိတ်ကောင်းပါပဲသူ့ဘဝကြတော့နေရလဲမပူကြမ်းတမ်းနဲ့ကြောက်စစ်တစ်ခိနဲ့လည်းမတွေ့ရကျင်ကြီးကျင်ကနဲ့လည်းမဆုံးရသူ့ဘဝตายရနေမှာပဲဆိုပြီးတော့သူ့မိတ်ဆွေအိမ်ပေါ်မှာလှဲခံတဲ့တပြက်စီးကိုအားကြနေတာပေါ့နောက်တော့သူကလည်းအိမ်ပေါ်မှာနေရတော့လေသူကသင်းပြန့်တဲ့ရနတ်နေနဲ့နေရမှာပဲငါလိုဘဝလည်းမကြမ်းတော့ဘူးငါလည်းသူ့လိုဘဝရောက်ရင်တိတ်ကောင်းမှာပဲဆိုပြီးတော့အမြဲတွေးပြီးတော့နေတတ်တယ်ဒါနဲ့တနေ့သူ့တငယ်ချင်းတပြက်စီးကိုလည်းလှေကားနားမှာစုံမိကြတာပေါ့စကားပြောပြကြတာပေါ့အိမ်အောင်မြေကြီးမှာလှဲခံရတဲ့တပြက်စီးကလည်းတငယ်ချင်းမင်းဘဝတိတ်ตายရတာပဲကွာငါလိုမကြမ်းတမ်းဘူးမကောင်းတဲ့ရနတ်နေနဲ့မထိတွေ့ရဘူးမင်းဘဝတိတ်ပျော်စရာကောင်းပါပဲလို့ပြောရှာတယ်မင်းလိုဘဝမျိုးနေကျင်လိုက်တာအဲ့ဒီလိုလဲခဏခဏပြောတာပေါ့အဲ့ဒီကအိမ်မောကတပြက်စီးကလည်းပြန်ပြောတယ်တကယ်တော့အပြင်းမြင်တော့ตายရတယ်လို့မင်းထင်ချင်းထင်လိုက်မယ်မตายရပါဘူးကွာလင်မယားချင်းရန်ဖြစ်လဲငါ့ကိုဆွဲပြီးတော့ရိုက်ကြတယ်တယောက်နဲ့တယောက်ဆွဲကြလူကြတယ်သားသမီးရိုက်ပြီဆိုရင်လဲငါ့ကိုအသုံးပြုတယ်ဒါနဲ့လဲတယောက်နဲ့တယောက်ဆွဲကြလူကြပြန်ရောငါဘဝမင်းလိုမကြမ်းတမ်းပြီမဲ့နေ့စဉ်နာညိနေရတယ်လို့နာကျင်ရတဲ့ဝေဒနာခံစားရတယ်စိတ်ရှုပ်တယ်ငါပင်မနာမခံရပြီမဲ့စိတ်ရှုပ်စရာကြီးပါနောက်ပြီးတော့ငါ့ကိုဘယ်နားမှာထားတယ်လဲမင်းသိလားချင်းနေကုန်နားမှာထားတာဟိုလူလာလိုက်တိုက်သွားနင်းသွားနဲ့မင်းကွာသေခြင်းစောကိုနန်ရော့ဟေးအဲ့ဒီလိုပြောလိုက်တော့အိမ်အောက်ကတပြက်စီးရလဲသူ့ဘဝသူကျင်တဲ့တယ်လို့ခံစားသွားရတာပေါ့သူကတွေးလိုက်တီးရလဲဩအပြင်ပုံတရံလှပြီမဲ့ဘဝဒုက္ခထွေထွေရလဲငါထက်များလာပါလားတကယ်တော့ငါဘဝအကျမ်းပြီမဲ့သူ့လောက်မစိုးသေးပါလားလို့တွေးပြီးတော့လဲကောင်းကောင်းပြီးတော့တငယ်ချင်းနှစ်ယောက်သူ့နေရာသူပြန်ကြတာပုံမြင်လေးတော့ဒါပါပဲလောကလူတွေလဲပုံမြင်လေးတွေကလို့အပြင်မှာကျမ်းလို့လဲစိတ်မပြတ်နဲ့အိမ်ကောင်းကောင်းနဲ့နေရတယ်တင်းပြတ်နဲ့ရနတ်နေကြားမှာနေရတယ်ဆိုပေမဲ့လည်းအားမကြနဲ့အပြင်လှပြီးတော့အတွင်းပုတ်တာတွေအများကြီးပါတကယ်တော့ကိုရထားတဲ့ဘဝလေးကိုအကျိုးရှိရှိပေးဆက်ပြီးတော့လောကကိုအလှဆင်ခွင့်ရနေတာလေးကကျင်းတဲ့ဆရာလေးဖြစ်အောင်ကြိုးစားပြီးတော့နေထိုင်သင့်ပါတယ်အပြင်မှာကျမ်းပေမဲ့အတွင်းမှာတင်းပြတ်နဲ့ရနတ်နေရှိအောင်ကြိုးစားနေထိုင်မယ်ဆိုရင်ဘဝဟာလည်းတရပါတယ်